ဒီမှာစမဆက်ကနေမုံငရုတ်နဲ့ရှိမယ်မုံငရုတ်နဲ့ဆိုတာနဲ့မြရှိတာကီမိုပါမယ်စက်သွန်ဖြူစက်သွန်ကြီးဂျင်းတရုတ်မဆလာနန်းပဲငပိနေကြစီမြုပ်ကြီးတွေနဲ့လုပ်ပေးထားတဲ့ဒီမုံငရုတ်နဲ့ရှိမယ်ဒါလေးတပူမှာ1400ထမင်းနဲ့ပဲနေစားစားခောက်ဆွနဲ့ပဲလုံးအတုပ်မှာပဲလုံးစားဖို့နော်အဆင်ပြေရဲ့ဒါကကျတော့လုံးဝအသားမစားချင်တဲ့သူဒီရှိတာကီမိုနဲ့လုပ်ပေးထားတဲ့ဒီမုံငရုတ်နဲ့ရှိပါမယ်တပူမှာ14500 10ဘူးကနေလက်ကာစီရှိမယ်10ဘူးဘူး90ဘူး100ကြိုက်တဲ့လောက်ယူလို့ရရဈေးကတော့အစစားဖြစ်သွားမယ်ပေါ့နော်ဒါကကျတော့တပူကို14500ပြီးကြလို့ရှိရင်ဒီမှာဒါကအမဲငရုတ်နဲ့ဆိုတာနဲ့မြသူ့ထဲမှာအမဲသားချက်သွင်းနေခြင်းတရုတ်မဆလာနန်းပဲငပိနေကြစီငရုတ်တီးနဲ့လုပ်ပေးထားတဲ့တပူမှာ14500ဒါလည်းပြီးကြလို့ရှိရင်ဆယ်ဘူးကနေလက်ကားစိတ်ရှိမယ်ဒါကကြတော့အမဲငရုတ်နှစ်ပေါ့နော်တပူးချင်းစီကို14500ပြီးကြလို့ရှိရင်နောက်မန်နူအနေနဲ့အမဲ6ကြော့အမဲ6ဆက်ပေါ့နော်ဒါကကြတော့ထမင်းခောက်ဆွဲအတုပ်မဟုတ်ဘူးကိုကဘီယာတမားဆိုရင်လည်းပေါ့နော်အတောက်တမားဆိုရင်လည်းအမီအနေနဲ့လှုပ်ရှားလို့ရတဲ့ခါရဲစားလိုက်ရုံပဲမာလာအရတာလေးနဲ့ဆိုတော့အမဲ6ကြော့ဆိုတာနဲ့အမြအမဲသားပါမယ်စီငရုတ်ဒီစာတရုတ်မဆလာနန်းခွာကြောက်တကြားတွေနဲ့လုပ်ပေးထားတဲ့အမဲ6ကြော့အမဲ6ဆက်ပေါ့နော်ဒါလေးဆိုရင်လည်းတထုပ်ကိုမှ14500 10ထုပ်ကနေစပြီးလက်ကစီရှိမယ်10ထုပ်50ထုပ်100အစစရှိမယ်ရန်ကုန်မန်းလေး in stock ရှိတယ်ကျန်တဲ့မျိုးတွေငွေလဲဝင်ပြီးပို့ပြီးရဆိုတော့ဒါကအမဲ6ကြော်အမဲ6ဆက်ပေါ့နော်ကြလို့ရှိရင်ဒီမှာ6ကြော်6ဆက်ဒါကြတော့လေသူ့ရဲ့ဒီ menu နာမည်နဲ့အမြစက်တာပါမယ်စီမြုပ်ဒီဇိုင်းတရုတ်မဆလာနာခွာကြောက်တကြားတွေလုပ်ပေးထားတယ်ဒါကြတော့6ဆက်ပေါ့နော်လုံးဝဆက်မဆက်ဘီယာနဲ့ပဲမီထမင်းနဲ့ပဲစားဟောက်ဆွဲနဲ့ပဲစားအတုပ်တွေမှာပဲလုပ်စားတခါရဲအတင်းစားလိုက်ရုံပဲဆက်မဆက်ပေါ့နော်သူရဲ့နာမည်ဆက်မဆက်Okay so item ကအခုထွက်ရှိထားတာဒီမျိုးပေါ့နော်အမဲ6ကြော်ရဲ့6ကြော်ရဲ့အမဲငရုတ်နဲ့မုံငရုတ်နဲ့ဆိုရင်ဒီ item လေးမျိုးထုတ်ထားတယ်ကိုကတစ်ခုချင်းစီလည်းယူလို့ရတယ်ပို့ပြီးတော့စားဖို့ပဲဖြစ်ပေါ့နော်ဒီလေးမျိုးထည့်ကြိုက်ရ item ကိုလေးမျိုးစလုံးကိုရောပြီးတော့10ခုပြောင်းယူရင်လည်းလက်ကစီနေရမယ်အဲ့လိုမျိုးကြိုက်တယ်လို့ယူလို့ရတယ်အမဲငရုတ်နဲ့ကို10ဘူးပဲယူဟိုပါလဲမုံငရုတ်နဲ့ကို10ဘူးပဲယူကြိုက်တာယူကြိုက်တဲ့လောက်ယူတဘူးချင်းစီကို14000 10ဘူး10ထုပ်ထုပ်100ထုပ်50အဲ့လိုမျိုးတွေပေါ့နော်စီအစစားရှိပါမယ်မန်းလေးရန်ကုန်ဆိုရင်စောင့်ဆရာမလို့ဘူးတက်ခါရဲကြိုက်တဲ့လောက်မာလို့ရတယ်ကျန်တဲ့မျိုးတွေကကြတော့ငွေလုံးဝင်ပြီးကားဂိတ်တို့မဟုတ်ရင်ဒလီအပ်ပြီးပေါ့နော်Okay ဒါကြတော့ဆမဆက်ကတည်းထုတ်ထားတဲ့ series လေးမျိုးပဲဖြစ်တယ်နောက်ထပ်2ရက်လောက်နေရင်နောက် series တစ်မျိုးထပ်ပြီးတော့ထွက်မှာပဲဖြစ်တယ်ပေါ့နော်